ဟဲဝေရနဲ့ဆိုဗီယက်စဉ်ပရိသတ်တွေရဲ့မြစ်တာဘူတန်းနဲ့ထောက်ခံမှုကြောင့်အားလုံးပဲမင်္ဂလာပါ MCLTOS News Channel ကနေကြိုဆိုပါရစေပရိသတ်အပြည့်ရှောင်းဖန်တီးပေးရတဲ့ပညာရှင်တွေဟဲဝေရနဲ့ဆိုဗီယက်စဉ်တို့ကသူတို့ရဲ့ဖြောပြရေးပွဲတွေမှာပရိသတ်အမြဲတစေပျော်ရွှင်စရာအားထုတ်လေးရှိပါတယ်ဒူးကြတရုတ်ဆောင်ဆွဲနဲ့ပရိသတ်နဲ့တိုက်အထိတွေ့ဆက်ဆံနိုင်စွမ်းတို့ကြောင့်နာမည်ကြီးရုပ်ရှင်အစီအစဉ်တစ်ခုဖြစ်ပါတယ်ဒါဒီစစ်မြန်မာ Channel မှာပရိသတ်တွေရဲ့ချစ်ခင်မှုကိုတို့ရရှိထားတဲ့ပရိသတ်တွေနှောင်းသားကိုနှုတ်ဆွပေးတဲ့မင်္ဂလာပွဲအတွင်းတို့ရဲ့မင်္ဂလာပွဲကပရိသတ်တွေတက်ကျင်းနေဖို့ကောင်းတဲ့အခိုက်အတန့်တစ်ခုဖြစ်မှတ်တမ်းတင်ခဲ့ရပါတယ်။လူမှုကွန်ရက်ပေါ်ရှင်မင်္ဂလာပွဲတပ်ပုံနေတဲ့သတင်းတွေကိုပရိသတ်တွေကသဘောတူရလားပရိသတ်ကြီးဦးသောချစ်စနိုးဇက်ကနဲ့တုတ်ပြန်ဝေမျှခဲ့ကြပြီးထို့ post အား like and share များစွာရရှိခဲ့တယ်။လူမှုကွန်ရက်ပေါ်ကအပြုသဘောထောက်ခံမှုတွေပရိသတ်တွေကအတွဲကိုချစ်စရာဆက်တွဲကျင်းဖို့ကောင်းတဲ့တရုတ်ဆောင်ချီကျူးခေါ်ပေါ်လက်၎င်းရဲ့အောင်မြင်မှုနဲ့ပျော်ရွှင်မှုတွေကိုကိုယ်တိုင်ကြုံတွေ့ရအရာများသဖွယ်မြင်တတ်ကြတယ်။ဤသို့သောစာသားတွေကပရိသတ်ရဲ့အမှုပညာရှင်နဲ့စိတ်ခံစားမှုဆိုင်ရာနှက်ဆိုင်နဲ့ဆက်သွယ်မှုကိုဖော်ပြတယ်။ပရိသတ်ရဲ့ထောက်ခံမှုကိုဖော်ကျူးသောလှုပ်ရှားမှုရဲ့အတူရှင်တွေဖြောပြခြင်းဟေးဝေရန်နဲ့ဆိုဗီယက်စဉ်တို့ကသူတို့ရဲ့ဖြောပြရေးပွဲတွေမှာပရိသတ်တွေနဲ့တူတပ်ပေါ်ရိုက်ခြင်းလက်မှတ်လက်ဆောင်ပေးခြင်းနဲ့ပြုလုပ်လေးရှိပြီးဤပြုမှုတွေကပရိသတ်ရဲ့တစ္ဆာရှိမှုကိုပုံမခိုင်မာစေပါတယ်။ရုပ်ရှင်နဲ့ဇလံတွေ၎င်းတို့ရဲ့နည်းပညာဆိုင်ရာလှုပ်ရှားမှုတွေမှာပူးပေါင်းပါဝင်မှုတွေပုံမရရှိလူမှုကြိုးပြုလုပ်ငန်းတွေလူငယ်တွေအတွက်စနမူနာပြပုဂ္ဂိုလ်ဖြစ်လူမှုတိုင်းဝါယာပံ့ပိုးကူညီကြတဲ့စသည်တို့အတွက်ယုံကြည်မျှော်လင့်ခဲ့ကြပါတယ်။ဟဲဝမ်နဲ့ဆိုဗီယက်စဉ်တို့ကပရိသတ်အပေးရထားတဲ့ထောက်ခံမှုကရုပ်ရှင်နဲ့နာမည်ကျော်ကြားမှုတက်ကြုံလုံးနေ၎င်းကပရိသတ်နဲ့နုပညာရှင်ကြားရှိယုံကြည်မှုနဲ့ထွေးမှုနဲ့အတူတကွရက်တည်မှုဆိုင်ရာဆက်ဆံရေးကိုကိုစားပြုပြီးဤဆက်သွယ်မှုကသာ၎င်းတို့ရဲ့အနုပညာခီးလန်ကိုတိတ်ပဲပြေဝစေပါတယ်။ပရိသတ်တို့ဤသစ္စာရှိမှုကမြန်မာဖြောပြေလောကအတွက်ထူးခြားလက်ဆောင်တရားပင်ဖြစ်ပါတယ်။စောင့်တီကြည့်ရှုနားဆင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။